ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်အခုဆက်သွားမှာတော့ chapter 6က question number 2ပေါ့နော်အဲ့တော့ question number 2ကလည်း capital expenditure revenue expenditure ခွဲတဲ့ပုံစံပါပဲဗျ okay တော့ဗာပြောလဲဆို state ဖော်ပြပါ with all the following item အောက်ပါ item တွေက should be trick ဘယ်လို kind တွေဖြည့်ရှင်းရမလဲဘယ်ဟာ capital expenditure လဲ and where at the revenue expenditure ဘယ်ဟာက revenue expenditure လဲဒါဆိုရင် capital expenditure လား revenue expenditure လားထည့်ရွေးရမယ်ပေါ့Okay အဲ့တော့ long term benefit ဖြစ်စေတယ်ဆိုရင် capital expenditure short term benefit ဖြစ်စေတယ်ဆိုရင် revenue expenditure အခုကျွန်တော်တို့လွယ်မှတ်ထားတာရှိတယ် asset လို့သတ်မှတ်တာတွေဆိုရင် capital expenditure expense တွေဆိုရင် revenue expenditure ဒီတိုင်းခွဲလို့ရတယ်ပေါ့အလွယ်ပေါ့အဲ့ဒါပို့ပြီးတော့မှလွယ်ကူတယ်နံပါတ် A နံပါတ် A ကဘာပြောလဲဆိုတော့ကျွန်တော်တို့က insurance အာမခံကြေးကျွန်တော်ရဲ့ကားကို vehicle ကြီးကိုကျွန်တော်အာမခံထားလိုက်တယ်ဒါ insurance ဆိုရင်တက်တန်းပြည့်သွားရင်ကျွန်တော် insurance ကုန်သွားမယ်တက်တန်းပြန်တဖို့လိုတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီပုံတွေသတ်မှတ်ထားတာတစ်ခုရှိတယ် insurance ဒီကျွန်တော်တို့ expense လို့သတ်မှတ်ထားတယ်အရင်ကတည်းကinsurance ဒီ expense ဆိုတာသူသိကြပါတယ်အဲဒါဆို number A ဒီ revenue expenditure ပဲဖြစ်မယ်အဲဒါဆိုဒီမှာ revenue expenditure လို့ရေးပေးရမယ်အဲဒါ revenue expenditure အဲဒါ revenue expenditure နောက်တစ်ခု number B အဲဒါ number B ကကျွန်တော်ဗာလဲဆို repainting စိတ်ပြန်တုပ်တယ်ဟုတ်တယ် short door အဲကျွန်တော်ရဲ့ store တိုင်းရဲ့ door ကိုကျွန်တော်ပြန်တုပ်ရတယ်စိတ်ပြန်တုပ်ရတယ် the repainting ဆို repair ပဲပြန်ပြင်တာပဲ first ပထမဆုံးအချိန်အဆောင်တိဆောက်တဲ့အချိန် short တိဆောက်တဲ့အချိန်မှာကုန်တဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်တို့ကဒီ short ရဲ့ body ရဲ့အဆောင် premise ရဲ့အဆောင်တွေရဲ့တန်ဖိုးတွေမှာတော့ပေါင်းနေပေါ့အခုကကျွန်တော်ပြန်လဲပြင်ဆင်တာဖြစ်တယ် repainting စိတ်ပြန်တုပ်ရတာဖြစ်တယ်ဒါဆိုကျွန်တော် revenue expenditure လို့ပဲသတ်မှတ်တယ်အဲဒါနောက်ကကြောက်ပါလဲဆိုတော့ installation of Vaga LAN system ဒါ installation ဆိုတာတက်ဆင်တာပေါ့နော် okay LAN system တက်တယ်ဥပမာအဲ့ဒါဝင်လာတယ်ဆိုရင်ကျွန်တော်တို့အတန်မြည်တယ်ဥပမာခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ store တိုင်းတွေ supermarket တွေဆိုရင်အဲ့ဒါဝင်လာတဲ့ customer ဝင်လာပြီးဆိုရင်တကားအလိုလေးရောက်ဖွင့်တယ်အတန်ပေးတယ်ပေါ့အဲ့လိုဟာမျိုးဒါဆိုရင်အကြာကြီးသုံးလို့ရတယ်ဗျ installation ကအဲ့တော့ကျွန်တော်ရဲ့ bill တွေမှာလည်းတန်ဖိုးတက်စေတယ်အဲ့ဆိုရင်ဒါသူသိကြတယ်ဒီလို installation လုပ်ခြင်းက long term benefit ဖြစ်တယ်ဒါဆို long term benefit ဆိုရင်သူဒီ capital expenditure လို့သတ်မှတ်တယ်အဲ့တော့နောက်တစ်ခု number D ကကျွန်တော် purchase ထပ်ဝယ်လိုက်တယ် a short display counter ကျွန်တော် store တိုင်းမှာပြဖို့အတွက် counter အသစ်ထပ်ဝယ်တယ်အဲ့တော့ဒီ counter ကြီးကကျွန်တော်အကြာကြီးသုံးလို့ရတယ်အဲ့တော့ဒီနေရာမှာ purchase ပါနေကျွန်တော်က good ဝယ်တာမဟုတ်ဘူးเนาะအဲ့တော့တတိတော့ထားမယ်အဲ့တော့မအောင်လုပ်ပေးထားတယ်ပေါ့နော် short display counter ထပ်ဝယ်လိုက်တယ်အဲ့တော့ဒီ counter တွေကျွန်တော်တို့အကြာကြီးသုံးလို့ရတယ်တက်ထက်သုံးလို့ရတယ်ဒါဆိုရင် long term benefit ဖြစ်တယ်အဲ့တော့ long term benefit ဖြစ်တဲ့အတွက်သူဒီလဲကျွန်တော် capital expenditureအဲ့တော့နောက်တစ်ခု number E ကဘာလဲဆိုတော့ purchase of stock for resale ပြန်အောင်ဖို့အတွက်ကုန်ပစ္စည်းဝယ်တာဖြစ်တယ်ဒါဆိုတော့ purchase တက်ဖြစ်သွားပြီပြန်အောင်ဖို့အတွက်ပစ္စည်းဝယ်တယ်ဆိုတာ purchase ဆိုရင်ကျွန်တော်တို့သတ်မှတ်ထားတယ် purchase ဒီ current accounting period အတွက်လို့ပဲပြောထားတယ်ဒါဆိုတော့ short term benefit ပဲအဲ့တော့ short term benefit ဆိုတော့သူဒီ revenue expenditure နောက်တစ်ခုကကျတော့ purchase of a new tire delivery vehicle ကားအတွက်ကျွန်တော်တို့တာယာအသစ်ဝယ်လိုက်တယ် okay အဲ့တော့ဒီတာယာတွေကလည်းကျွန်တော်အကြာကြီးသုံးလို့ရတယ်ပုံမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီကားရဲ့တန်ဖိုးထဲမှာကျွန်တော်ပေါင်းပေးဖို့လိုတယ်သူ့ကိုကျွန်တော်တို့ long term benefit ဖြစ်စေတဲ့အရာဖြစ်တဲ့အတွက်ဒီတာယာဝယ်ခြင်းဒီကျွန်တော်တို့သတ်မှတ်တယ်ဆိုရင်သူ့ကိုဘာလို့သတ်မှတ်လဲဆိုတော့ capital expenditure လို့သတ်မှတ်တယ်အခေါ်ပေါ်အနေနဲ့ပြောရင် capital expenditureအဲ့တော့နောက်တစ်ခုကျ widget လိုအားက short assistant တော့ကျွန်တော် site မှာရှိရဲ့လက်ထောက်ကိုကျွန်တော်လိုအားကပေးရတယ်အဲ့တော့ widget ဒီ short term benefit ပဲဖြစ်တယ် widget ဒီ expense အဲ့ expense ဆို revenue expenditure okay ဒါဆိုရင်တော့ကျွန်တော်တို့ number 1ပြီးသွားပြီလို့ပြောလို့ရတယ်ဗျ okay အဓိကတော့အပေါ်က capital expenditure revenue expenditure note လေးကိုတခြားလေးဖတ်ဖို့တော့လိုတယ်ဗျ